ရေချက်လေးနဲ့မုတ်တကူလှုပ်ပြပေးသွားမှာဖြစ်ပါတယ်အခုလှုပ်ပြပေးနေတဲ့မုတ်လေးကတော့ကျွန်တော်တို့ဒါချောကလက်မုတ်သားလေးရယ်ကျွန်တော်ရေချက်လေးရယ်ပဇွန်လေးရယ်ဘာလေးတွေပါမလဲဆိုတော့ဆက်ကြည့်လိုက်အောင်နော်အခုဆိုလို့ရှိရင်ကျွန်တော်ချောကလက်မုတ်သားလေးကိုအောက်ကနေလှုပ်ပေးထားပါတယ်အပေါ်ကနေပြီးတော့ကျွန်တော်အဆက်အရသာလေးပေါ့နော်ကျွန်တော်တို့ဒါပင်လယ်သားလေးစားမယ်ဆိုလို့ရှိရင်တော့ဒီအဆက်အရသာလေးကအလိုက်ဖက်ဆုံးလေးဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ဒီချောကလက်မုတ်သားလေးမှာကျွန်တော်အဆက်အရသာလေးတုပ်နေတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဘာတွေထည့်မလဲဆိုတာတစ်ချက်လောက်ကြည့်အောင်နော်ဒါပင်လေစာတွေထဲမှာအခုမီနူလေးဟာအရန်စားလို့ကောင်းပါတယ်ပေါ့နော်ဒါပေမဲ့အလိုက်ဖက်ဆုံးကကျွန်တော်တို့ချာကိုမုတ်သားလေးနဲ့အလိုက်ဖက်ဆုံးပေါ့ဒါပေမဲ့ customer ကကျွန်တော်ချောကလက်ရတာလေးစားခြင်းနဲ့ဆိုတော့ချောကလက်မုတ်သားလေးနဲ့လုပ်ပေးထားဖြစ်ပါတယ်အခုထည့်နေတာကတော့ကျွန်တော်ပင်လေစာတွေထဲမှာလူကြိုက်များတဲ့ရေကျက်လေးဖြစ်ပါတယ်ကျွန်တော်ရေကျက်ထည့်ပြီးတဲ့နောက်မှာတော့နောက်ထပ်ဘာတော့ပင်လေးထည့်မလဲဆိုတော့ဆက်ကြည့်လိုက်အောင်နော်အခုဆိုလို့ရှိရင်ကျွန်တော်အပေါ်ကနေပြီးတော့ပဇွန်ကောင်လေးလည်းထပ်ထည့်ပေးထားပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်အောက်မှာကျွန်တော်အဆက်ရတာလေးကိုမှရေကျက်လဲထည့်ထားတယ်ပဇွန်လဲထည့်ထားတယ်ပေါ့နော်ဒါပဇွန်တွေကချစ်ချစ်ခင်ခင်နဲ့နှစ်ကောင်ကတ်နေတော့ကျွန်တော်နည်းနည်းခွဲရတယ်ပေါ့ဗျာအောက်မှာရေကျက်လဲထည့်ထားတယ်ပဇွန်လဲထည့်ထားတယ်ပေါ့ဗျာအပေါ်ကနေပြီးတော့နောက်ထပ်ဘာလေးထည့်မလဲဆိုတော့ဆက်ကြည့်အောင်နော်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့ကျွန်တော်ကြက်ဥချောင်းလေးပေါ့နော် chicken sauce လေးထပ်ထည့်ပေးထားပါတယ်ခင်ဗျာဒါပင်လေသားတွေကြားထဲမှာကြက်ဥချောင်းလေးကတော့သူကတော့လေကနေဝင်နေတာပေါ့ဗျာပြီးလို့ရှိရင်ဘာလေးထည့်မလဲဆိုတော့ကျွန်တော်အပေါ်ကနေပြီးတော့မိုဇလာချီအမြင့်ထွက်အားအရန်ကောင်းတဲ့မိုဇလာချီလေးထပ်ထည့်ပေးထားပါခင်ဗျာပင်လေစားလေးဖြစ်တဲ့မိုဇလာချီလေးလည်းထပ်ထည့်ပေးထားရဆိုတော့ဒီမုတ်လေးကတော်တော်လေးပြည့်စုံနေပါပြီခင်ဗျာ customer ကဒါနဲ့တည်းမလုံလောက်သေးဘူးနောက်ထပ်ဘာထပ်ထည့်မလဲဆိုတော့ကြည့်အောင်နော်အပေါ်ကနေပြီးတော့စားလိုက်လို့ရှိရင်ကျွန်တော်တို့ဒါမှုေးပြီးတော့အရသာလေးရှိလာကျွန်တော် frozen seaweed ရေညှိစိမ်းလေးလည်းထပ်ထည့်ပေးထားတယ်ခင်ဗျာဒီရေညှိစိမ်းလေးရဆိုလို့ရှိရင်ကျွန်တော်တို့ဒါပင်လေစာလေးနဲ့စားမယ်ဆိုလို့ရှိရင်ဒါအနှံ့လေးမှုေးပြီးတော့စားလို့အရန်ကောင်းတဲ့ဒါ topping လေးဖြစ်ပါတယ်ခင်ဗျာအပေါ်ရေညှိစိမ်းလေးလည်းထပ်ထည့်ပေးထားပြီအောက်မှာ cheese လေးလည်းပါတယ်ဗျာရေကြက်လေးလည်းပါတယ်ပဇွန်လည်းပါတယ်ကြက်ဥချောင်းလေးလည်းပါတယ်ဗျာဒါနဲ့လည်းမပြီးသေးပါဘူး customer အပေါ်ကနေပြီးတော့ကနန်းအသားချောင်းလည်းထပ်ထည့်ပေးထားတယ်ဗျာဒီ menu ဆိုလို့ရှိရင်ကြည့်လိုက်ရင်ကျွန်တော်စုံစုံလင်းလင်းနဲ့အပေါ်ကနေပြီးတော့topping တွေတော်တော်လေးများပါတယ်ခင်ဗျအပေါ်ကနေကျွန်တော်မုတ်ကိုခောက်ဖို့တောင်မှဒါဖြည်းဖြည်းချင်းခောက်ရတယ်ပေါ့ဗျာ customer ဒါမှားထားတဲ့ menu လေးပေါ့ဗျာအခု menu လေးတန်ဖိုးကတော့မိတ်ဆွေတို့ကိုအမြင်နဲ့ကိုရေးခဲ့လို့ရပါတယ်ကျွန်တော်တန်ဖိုးလေးတော့မပြောပြတော့ဘူးเนาะကိုပေါ့ကိုဘယ်လောက်တန်လဲလို့အမှန်ပြီးရေးခဲ့လိုက်ပေါ့ဗျာအပေါ်ကနေပြီးတော့ဒါဆိုလို့ရှိရင်မရောနှစ်လေးနဲ့ဆိုလို့ရှိရင်တော့တော်တော်လေးမိမိုက်တယ်ကျွန်တော်တို့ဒါပင်လဲစာခရစ်လေးတစ်ခုရရှိပါပြီခင်ဗျာ